အသေးအတန်ဖျားနာပြီးအိပ်ရာထဲလဲနေတယ်လို့ထင်ထားတဲ့ခင်ပွန်းဖြစ်သူဟာတကယ်တော့မှောင်ခိုဈေးကွက်ထဲမှာကိုဝန်ဖျက်ချတဲ့အစိတ်ကိုလာဝယ်နေတာကိုအမျိုးသမီးဖြစ်သူကအံ့ဩစွာတွေ့ရှိသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ခင်ပွန်းမသိတာကတော့အဲ့ဒီအစိတ်တွေကိုရောင်းချနေတဲ့အစိတ်ပညာရှင်ဟာသူ့ရဲ့ဇနီးတွေကိုယ်တိုင်ဖြစ်နေတာပါပဲ။ခင်ပွန်းဖြစ်သူကအစိတ်တိုက်မဲ့သူရဲ့အချက်လက်တွေကိုပြောပြတဲ့အခါမှာတော့သူမကိုတတ်ဖို့ကြံစည်နေတာမှအမျိုးသမီးကပိုပြီးတေချာသွားခဲ့ပါတယ်။သူမဟာလူချင်းမဖော်ထုတ်သေးပဲအနောက်တိုင်းကအပြင်းထန်ဆုံးအစိတ်ကိုထုတ်ပေးလိုက်ပြီးဒီဆေးကိုသုံးလိုက်ရင်အဲ့ဒီအမျိုးသမီးဟာနောက်ဘယ်တော့မှကိုယ်ဝန်ပြန်မရနိုင်တော့ဘူးလို့တတိပေးခဲ့ပါတယ်။ခင်မွန်ဖြစ်သူစိတ်ပြောင်းသွားမလားလို့သူမကမျှော်လင့်ခဲ့ပေမဲ့သူကတော့တွန့်ဆုတ်မနေပဲငွေတုံးနေနဲ့ချစ်ချင်းလဲလေခဲ့ပါတယ်။ငွေမလောက်မှဆိုလို့ဇနီးဖြစ်သူကအမတ်တရပြီးထားတဲ့အချစ်သက်တဲ့အဆောင်လက်ဖွဲ့ကိုပါပေါင်နှံပြီးအစိတ်ကိုဝယ်ယူခဲ့ပါတယ်။မိမိရဲ့သွေးသားရင်းချလေးကိုတော့ရက်ရက်ဆက်ဆက်တပ်ဖို့ကြံစည်နေတဲ့ခင်ပွန်းရဲ့လုပ်ရက်ကြောင့်အမျိုးသမီးဟာငါဘာများမှားခဲ့လို့လဲဆိုတဲ့တန်တရားတွေနဲ့အတူရင်ကွေးမတက်ခံစားလိုက်ရပါတော့တယ်